ဒီနေ့တော့စောစီစီမီးမွေနေပြီချက်ဖို့ပြုတ်ဖို့မရှင်းတကောင်ဝယ်ထားတာကင်းမလို့ကင်းပြီးတော့မီးမွေပြီးတော့ကင်းပြီးတော့မချောက်အောင်ကင်းပြီးတော့မချက်မယ်ညနေမှစားလိုက်မယ်ဒါကတော့ငရှင်းမီးကင်းနေတာပါမနေ့ကလေရဲလမ်းဖုံးဆက်တာငရှင်း60လောက်ရှိတယ်ယူအောင်မလားတဲ့ဆိုအေးယူမယ်ပို့လိုက်ဒါကတော့မီးသွေးမီးဖို့မရှင်းအကြီးတစ်ကောင်နဲ့သေးသေးလေးတစ်ကောင်6အောင်လှမ်းပြန်ပြီးတော့မီးသွေးမီးနဲ့ကင်းနေပါတယ်ညနေလောက်မှ6မှာပါ6တော့မှချက်ပြုတ်ပြီးတော့စားမယ်မနေ့ကရေကင်းထားတဲ့ငရှင်းကူညနေ3နာရီလောက်မှ6ပါတယ်တနေ့ကင်းတော့မီးသွေးမီးဖို့နဲ့လှမ်းလိုက်ပြန်လိုက်ကင်းထားတာမိမမကိုင်းရဲလို့ကိုင်းပေးရတယ်ကိုင်းပြီးမှမိမချက်လိုက်မယ်ခုတည်းကတော့မှုေးနေတယ်ငရှင်းအနံလေးကိုမှုေးကဲကိုင်းပါပြီကြည့်လိုက်ပါဦးငရှင်းကိုင်းတာဆွဲဖယ်လို့ရနေပြီအသားတွေကြက်နေပြီသိမကြခင်ချက်တော့မယ်ချက်တဲ့နေရာမှာကျွန်တော်တို့နေရာဒေသဒလီရတော့ငရှင်းဆိုရင်ခွေးရွက်နဲ့ချက်တယ်ခွေးရက်ခတ်ထက်ကလေးနဲ့ချက်ပါတယ်လူဝါကြည့်လို့ရှိရင်လည်းဖန်လို့ခွေးရွက်ကရင့်မြန်ရင်လည်းချင်းတယ်စကွေးရွက်ဆိုတော့ဘယ်လိုလဲဆိုတော့မြို့တွေတောရွာတွေကတော့သိလိမ့်မယ်မြို့ပေါ်တွေမှာတော့ခွေးကြိုစီရှိအဲ့ဒီခွေးသီးမျိုးနဲ့အတူတူပဲဒါပေမဲ့ကျွန်တော်နေရာခွေးသီးကချင်းတယ်အရွယ်လဲချင်းဖြုံဖြုံနေတယ်မရှင်းနေကြတော့မအီတော့ဘူးစားလို့လည်းကောင်းတယ်ခွေးရွက်သွားခူးပါပြီဒါကတော့ခွေးပင်မှာပင်ကြီးမျိုးပါဒါခြံတိုင်းသူများခြံကားတဲ့ခြံမှာစိုက်တာတော့ခြံတိုင်းကနေထွက်နေတယ်အရွက်တွေထွက်နေတာခက်နေနေကြီးအမှုမရင်အဲ့ဒါကိုခူးမယ်ဝေးရတာခုလို့ရပြီဒီမှာအိမ်ရောက်တော့မိမအရွက်အတော်လေးတွေမနုမရင်ခတ်ထတာကလေးကိုရွေးပြီးတော့ရေဆေးပြီးတော့ခင်းနဲ့ထည့်ချတာကြိုက်ရှိနိုင်အရွက်လိုက်ထည့်ချက်လို့လည်းရတယ်မှုံလေးလိပြီးထည့်လို့လည်းရတယ်သူကတော့ကတနန်လေးတွေပေါ့အနေတော်လေးတွေညှက်